ကဲအားလုံးပဲယေရှုခရစ်တော်နာမနဲ့မင်္ဂလာပါအားလုံးကိုမင်္ဂလာပါလို့ရှိတော်ပြန်လဲနှုတ်ဆက်ပါတယ်ဒီနေ့3ချိန်နော်ခွန်အားပေးခြင်း3ချိန်ရှိပါပြီတိုးတော်လည်းပဲ3ချိန်မဟုတ်ဘူးအခုခေတ်အချိန်နေရဆိုရင်တရက်ကိုနော်24နာရီရှိ24နာရီတော့မှဖြစ်နိုင်ရင်ဝင်ငှဖို့နော်အချိန်ဝင်ငှဖို့လိုတာပေါ့နော်ညီကောင်တို့တော့ယေရှုနာမနဲ့မင်္ဂလာပါဒီနေ့ကျွန်တော်ဆက် TV Joshua ဟုတ်တယ်နော် TV Joshua ကျွန်တော်ခွန်အားယူနေတဲ့ဆရာကြီးဆုံးသွားတာနဲ့ပတ်သက်ပြီးတော့မှအချိန်ကတော်တော်နီးနေပြီဆိုတာကျွန်တော်တို့ယုံကြည်ဦးတယ်ခံစားရတယ်အာမင်ဟာလေလုယာဘုရားကကြီးကျယ်သုံးတဲ့ဆရာကြီးဖြစ်တယ်နော်လူသေးတွေတော့ပြန်ရှင်တယ်နော်ဒီဆရာနော်ဘုရားကြီးမားစွာသုံးတာကြီးမားစွာဘုရားကောင်းကြီးပေးတယ်ကြီးမားစွာသူအားဖြင့်မြောက်များစွာတော့ဟိုနတ်ဆိုးဆွဲတဲ့သူတွေဟိုစာရန်ရဲ့ချီနှောင်ခြင်းချုံနှောင်ခြင်းခံနေရတဲ့သူတွေဒီဆရာကြီးအားဖြင့်ဘုရားအသုံးပြုတဲ့အခါမှာတော်တော်များလွတ်မြောက်တယ်ဒါမဲ့လေအခုဘာဖြစ်သွားလဲဆိုတော့ဒီဆရာကြီးကခေါ်တော်မူခြင်းခံလိုက်ရတယ်နော်တေးဆုံးသွားတယ်ဒီနေ့ဟာလားဒီလိုနော်ဟိုမနစ်ကဆရာရေဟန်ဘိုကီနော်ရေဟန်ဘိုကီဒီနေ့ကတော့ဆရာပြောချင်တာကဒီလိုဆရာဖျားကြီးမားဆိုကဘာမှာကြီးမားဆိုအသုံးပြုနေတဲ့ဆရာတွေခေါ်တော်မူခြင်းခံရတယ်တေးဆုံးသွားပြီဆိုရင်ကျွန်တော်တို့ယုံကြည်သူတွေအနေနဲ့အထူးတတိထားရမယ်အချိန်အရန်နေပြီဆိုတာပဲယေရှုခရစ်တော်ပြဒုတိယအချိန်ကြွလာဖို့အရန်နေပြီဒါကိုကျွန်တော်တို့ယုံကြည်သူတွေကလူများနိုင်ငံကတော့မှအစင်းသစ်ဖြစ်နေကြပြီကျွန်တော်တို့မြန်မာနိုင်ငံကအခုထက်ထိဖျားဆိုရင်ဂယုမဆိုင်ကြဘူးဖျားဆိုရင်အတမ်းမထားကြဘူးထာဝရအသက်အခမဲ့ပေးတယ်ဖျားဂယုမဆိုင်ကြဘူးနေချင်းတို့နေကြတယ်ခင်ဗျားတို့ပျက်စီးမယ်နော်ဒုက္ခရောက်မယ်နော်အကြီးကျယ်ဒုက္ခရောက်မယ်အခုကာလမှာဖျားထက်ဘယ်အရာတွေသင်အသက်တာထဲမှာဘယ်အရာတွေကပိုအရေးကြီးလို့လဲဖျားထက်ဘယ်အရာကတန်ဖိုးရှိလို့လဲဖျားထက်ဘယ်အရာတွေကသင်ရဲ့ဘဝကိုစိုးမိုးနေလို့လဲဖျားကိုနေရာမပေးနိုင်တော့ဖျားကိုပဲနေရာပေးရအောင်ကြီးကိုမောင်တို့ဆရာ TV Joshua ကအကောင်းကြီးနော်အကောင်းကြီးကနေခေါ်သွားတာနော်ဒါကြောင့်သင်အလဲလဲဘယ်တော့ရောက်မလဲဒါကြောင့်လောကမှာနေတဲ့အခါမှာဖျားကိုကျွန်တော်တို့ရှာပါမရသေးဘူးဖျားရပြီဆိုရင်လည်းဖျားရဲ့အလိုတော်တိုင်းသွားပါအပြစ်ပြန်လုံးမိရင်တောင်မှနောင်တနဲ့ဖျားရဲ့မျက်မှောက်တော်နဲ့ပြန်လဲတိုးဝင်ဖျားရဲ့အထံတော်နဲ့ပြန်လဲတိုးဝင်ပြီးပြန်လဲဝင်ချတောင်းမှမှာမဟုတ်ရင်ဖျားကဒီသားဒီသမီးကတော့ငါလောကမှာထားတာငါအနောင်တရပြီးတော့ငါထံပြန်လဲများပြန်လာမလားစောင့်နေတာအခုချိန်ကြီးပြန်မလာဘူးဒီခါတည်းခေါ်သွားရင်ဘာမှမတတ်နိုင်ဘူးနော်ခေါ်သွားရင်ဘာမှမတတ်နိုင်ဘူးဒါကြောင့်ကျွန်တော်တို့ခေါင်းမမာနဲ့နှလုံးသားမမာကြနဲ့တခုခုဆိုဖျားတင်တို့ကိုတုံတင်မင်းချက်ချင်းနောင်တရပါချက်ချင်းဖျားထံတို့ပြန်လှည့်ပြီးတော့မှဖျားဘုံတော်တော့ပြန်လဲဆက်ကပ်ပါလို့ခွန်အားပေးခြင်းပါလေအာမင်တခုခုဆိုရင်ဖျားကတင်းရဲ့အသက်တာထဲမှာဆုံးရှုံးခြင်းတွေဒုက္ခပြဿနာတွေကြုံပြီးဆိုရင်ဆက်ပြီးတော့မမိုက်တော့နဲ့ဆက်ပြီးတော့မှစူးစမ်းပြီးတော့မှမလုံဆောင်တော့နဲ့ဖျားကဘာလို့တော့ရှိတာလဲနောင်တနဲ့သူ့ထံတို့ပြန်လဲလာဖို့အလိုတော်ရှိတယ်အဲ့ဒီအပြစ်ဒုစရိုက်ထဲမှာပဲနေပြီးတော့မှရက်ကန်နဲ့ဖျားကတင်းကိုဒုက္ခပြဿနာနဲ့တင်းကိုပြန်ပြီးတော့ခေါ်နေတာအဲ့ဒါကိုကျွန်တော်တို့ဝိညာဉ်ရေးရမှာအကင်းပါပြီးတော့မှဝင်ချတောင်းပန်စရာရှိတာတောင်းပန်ရမယ်ကိုတော့ခွင့်လွှတ်ပေးပါကျွန်တော်ပြန်လဲခဲ့တယ်ပြန်မားခဲ့တယ်ကျမပြန်လဲခဲ့တယ်မားခဲ့တယ်ကျွန်တော်ကိုပြန်လက်ခံပေးပါဆိုအဲ့လိုနှလုံးသားရှိတယ်လို့ဖခင်လက်မခံစရာအကြောင်းမရှိဘူးညီကောင်မောင်တို့နောင်တနဲ့ပြန်လဲလာတဲ့တားတိုင်းကိုဖြောက်မချင်းဝင့်လုံးလက်စွပ်အမွေသားမွေခံလက်စွပ်ကိုပေးဖို့အစင်သိရှိပြီးသားဒါကြောင့်အခုဖြစ်ပြနေတဲ့ဆရာ TV Joshua ခေါ်တော်မူခြင်းခံလိုက်ရတဲ့နော်ဒီဒီကစားပြီးတော့မှကျွန်တော်တို့ရဲ့အသက်တာထဲမှာဆင်ခြင်စရာဘာလဲသခင်ယေရှုဒုတိယအကြိမ်ကြွလာဖို့အရန်နေနေပြီပြီးရင်သူရေးခဲ့တဲ့စာလေးပါလေးလေချက်ခုနကပြောရပါလေတမန်တရီရှိလေဟလားတမန်တရီရှိလေဆုတောင်းပြီးတော့မှဖျားပြန်လာစောင့်နေဖို့ဆရာ Joshua ရေး TV Joshua ပေါ့နော်အခုသူရေးသွားတဲ့ဟိုဒီမသိခင်မှာပေါ့နော်သူရေးခဲ့တဲ့ဒီစာလေးအားလေဗာလေယုံကြည်သူတွေကိုဗာပြောခဲ့လဲဆိုတော့တမန်တရီရှိလေဆုတောင်းပြီးစောင့်နေကြလောလေသခင်ပြန်လာမဲ့အချိန်ကိုသူတတိပေးသွားတယ်တတိပေးနေရင်လည်းမှကျွန်တော်တို့တွေကနေချင်းတလို့နေမယ်သွားချင်းလို့သွားမယ်လှုပ်ချင်းတလို့လှုပ်မယ်အဖြစ်ချင်းရဖြစ်ဆိုပြီးတော့နေလို့မရဘူးညီကောင်မောင်တို့အခုချိန်မှာကျွန်တော်ကတော့ခုနပြောပြီးသားပဲ
အေးမေကျွန်တော်ကတော့အချိန်ရှိသည်ဖြစ်စေမရှိသည်ဖြစ်စေကြည့်တဲ့သူရှိသည်ဖြစ်စေမရှိသည်ဖြစ်စေကျွန်တော်ကတော့ဟောရမှာပဲဘာကြောင့်လဲကျွန်တော်ကဖခင်ကကျွန်တော်ကိုဟောပြောတဲ့နေရာမှာဗိတ်တိတ်ထားတယ်လူတွေကိုနောင်တအကျွတ်တရားလမ်းတဲ့ဖခင်စီပြန်လှည့်လာဖို့ရန်အတွက်ကျွန်တော်ကတော့ပြောရမှာပဲတခါတလေကြာရင်အမုန်းခံပြီးပြောရတဲ့အချိန်တွေရှိတယ်တခါတလေကြာရင်လူတွေမကြိုက်ပါဘူးတခါတလေကြာရင်လူတွေအမြင်ကပ်ပါတယ်အမြင်ကပ်ရင်ကပ်ပါစေကျွန်တော်ပြောရမှာပဲဘာကြောင့်လဲကျွန်တော်မှမပြောရင်အဲ့ဒီလူတွေမပြောင်းလဲတဲ့လူမြောက်များစွာရှိတယ်ဒါကြောင့်ကျွန်တော်ကတော့ပြောတင်တာကိုပြောရမှာပဲဘာကြောင့်လဲလောကအရာတွေကတခုမှကျွန်တော်တို့ဘဝကိုငြိမ်သက်ခြင်းမပေးနိုင်ဘူးဘာမှလုံခြုံမှုမပေးနိုင်ဘူးအားလုံးကကွယ်ပြောက်သွားမယ့်အရာတွေပဲအားလုံးကပျက်စီးသွားမယ့်အရာတွေအားလုံးကသင်္ခါရတွေအားလုံးကအနတ္တတသက်ဖြစ်တယ်ဘယ်အရာကောင်းမြတ်လို့လဲညီကောင်မတို့ဒါကြောင့်ကျွန်တော်တို့အရေးကြီးတာထာဝရဆိုတဲ့ယေရှုခရစ်တော်ဘုရားကိုရရှိလက်ခံထားဖို့ယုံကြည်ထားဖို့အင်မတန်မှအရေးကြီးတာကိုကျွန်တော်နေ့တိုင်းမှာလာပြောပြနေတာဖြစ်ပါတယ်နီလန်းမျိုးစုံနဲ့ဘုရားကျွန်တော်ဖွင့်ပြတယ်။ဒါကြောင့်ကျမ်းစာတစ်ချက်ကလည်းဆရာဂျောရှုပြောသွားသလိုပဲ TV ဂျောရှုဗာလဲဒီတို့ဒီတမန်တတိရှိလဲမအိပ်ပဲစောင့်နေကြတော့လေပေတရုလည်းအချိန်ချင်းမာခဲ့တယ်ဒီကျမ်းစာဒီနှုတ်ကပတ်တော်အဖြစ်တမန်တတိရှိလဲမအိပ်ပဲစောင့်နေကြတော့တင်းတို့ရန်သူမာနဲ့ဒီအဘယ်သူကိုဝါမျိုးရမည်ကိုလဲလဲရှာဖွေတယ်လေကျွန်တော်တို့တွေယုံကြည်သူတွေဖြစ်ရတဲ့တမန်တတိမရှိဘူးကျမ်းစာလည်းမဖတ်ဘူးစုလည်းမတောင်းဘူးဆိုရင်စာနိုင်ကတစ်ချက်ပဲနော်တစ်ချက်ပဲဒီအနာဂတ်ကိုတစ်ချက်ပဲလောက်သွားလိုက်ရင်ခုနကကျွန်တော်ပြောသလိုဒီသမီးကတော့ငါလောကမှာထားတာငါဘုံတော်အတွက်ထားတာဖခင်ကပြောတော့မှာပဲဘုံတော်မထင်ရှားဘူးဆိုအမြန်ဆုံးပြန်ခေါ်သွားလိမ့်မယ်ဒါကြောင့်တင်ဘာတွေတက်မှတ်နေလဲလောကမှာနေပြီးတော့ငါမယားငါသားငါပစ္စည်းငါဥစ္စာငါကားငါအိမ်ငါရွှေငါငွေငါစည်းစိမ်ဆိုပြီးတော့မာနတက်နေအောင်မလားဖခင်ပေးထားတာကိုဖခင်အတွက်ပြန်လဲအသုံးပြုပါတဲ့မှာပတ်စံ9သိန်းရှိရင်အငယ်ဆုံးသောသူတွေအတွက်3သိန်းပါဝင်ပေးကမ်းလောကမှာအခုစိုက်နေတဲ့ကောင်းကင်နိုင်ငံမှာလောကမှာလည်းတင်ပြန်ပြီးတော့မှအဲ့ဒီပေးလိုက်တဲ့ပေးကမ်းခြင်းကပြန်ရိတ်သိမ်းရလို့ကောင်းကင်မှာလည်းမညှိုးတော့မပြတ်စီးတဲ့တရဖူပြန်ပြီးတော့မှပိုင်ဆိုင်ရရှိမှာဖြစ်တယ်ဟာလေလုယာဒါကြောင့်ညီကိုမောင်တို့ဆရာ TV ဂျောရှွာကတော့သူဖျားဘုံတော်အတွက်လောကမှာအသက်ရှင်နေမှာဖျားဘုံတော်အတွက်သူအကောင်းဆုံးလှုပ်ဆောင်ပေးခဲ့ပဲဒီခါမှာအခုသူ့အပြင်တကဘာလုံးမှာရှိတဲ့နော်လူပေါင်းမြောက်များစွာခွန်အားရလို့အသက်တာပြောင်းလဲတယ်မနာမကျန်းအနာရောဂါဖြစ်နေတဲ့သူတွေကျမ်းပါတယ်အထူးသဖြင့်သူကလူမဲဖြစ်တဲ့အတွက်ကြောင့်လူမဲမြောက်များစွာယေရှုခရစ်တော်ဖျားကိုရရှိခဲ့တယ်သူကတော့သူ့ရဲ့ဘုံသူဖျားသူ့ကိုပေးထားတဲ့ဘုံတော်ထင်ရှားစေတဲ့အတိုင်းပဲသူထင်ရှားပြီးပြီသူ့ရဲ့အလိုတော်ပြီးဆုံးသွားတဲ့အခါမှာကောင်းကင်နိုင်ငံတော်ပြန်နေပြီတင်ကောလောကမှာနေတဲ့အခါမှာဖျားတင်ကိုထားတဲ့အကြံစီတိုင်းတင်လှုပ်ဆောင်နေပြီလားဖျားဘုံတော်ထင်ရှားနေပြီလားမထင်ရှားသေးဘူးဆိုရင်ဖျားထက်ဘယ်ရာကိုမှဦးစားမပေးပါနဲ့ဖျားကိုပဲနံပါတ်1နေရာပေးပါတမတတိရှိတဲ့မအိပ်ပဲစောင့်နေတဲ့ငယ်သားကောင်းတွေဖြစ်အောင်ဟာလေလုယာဟာလေလုယာဗုဒ္ဓဘာသာပါလေဒါပေမဲ့တာဓုပါတဲ့ဟုတ်ကဲ့ဝမ်းတာတယ်နော်ဝမ်းတာတယ်ကျွန်တော်ပြမယ်ယေရှုခရစ်တော်ဘုရားကဗုဒ္ဓဘာသာလည်းချစ်တယ်နော်အနာဂတ်ပြောင်းနေတယ်ဆိုရင်မျော်လင့်ချက်မရှိတော့ဘူးစိတ်ထဲမှာအယံဝမ်းနဲ့အားငယ်နေတယ်ဆိုရင်အဲ့ဒီယေရှုခရစ်တော်ဘုရားကိုမြည်စမ်းကြည့်ပါအဲ့ဒီဘုရားကအယံချစ်ဖို့ကောင်းတဲ့ဘုရားဖြစ်ပါတယ်ကျွန်တော်လည်းတစ်ချိန်ကဗုဒ္ဓဘာသာဝင်တယောက်ဖြစ်ပါတယ်နော်ကျွန်တော်အဖေကတရုတ်ဖြစ်တယ်အမေကခရစ်ယာန်ဖြစ်တော်ညာလည်းပဲသူဗုဒ္ဓထဲမှာကြီးပြင်းလာတဲ့အခါမှာဗုဒ္ဓထဲမှာပဲမစင်းဘူးပေါ့နော်ကျွန်တော်တို့ကိုရင်လည်းဝတ်ခဲ့ဘူးတယ်သို့တော့ကျွန်တော်နောက်ဆုံးတေကန်ကြီးဖြစ်သွားတဲ့အခါမှာယေရှုဘုရားကိုကျွန်တော်ခေါ်ခဲ့တဲ့အခါမှာအဲ့ဒီဘုရားကျွန်တော်အသက်ပြန်ရှင်ဝင်ပေးခဲ့တယ်ဒါကြောင့်ကျွန်တော်နေ့တိုင်းမှာကျွန်တော်တရက်ကိုဒီတစ်ခေါက်နဲ့ပါ3ခေါက်ရှိပြီနော်နေ့တိုင်းကိုဟောနေတာကျေးဇူးတင်တယ်နော်ကဘလိုပဲဖြစ်ဖြစ်မြည်စမ်းကြည့်ပါယေရှုခရစ်တော်ဘုရားရဲ့နမိတ်လက္ခဏာတက်တည်နဲ့တကွာရရှိပါလိမ့်မယ်လို့နော်ဘုရားကောင်းချီးပေးပါစေဆက်လက်ပြီးကျွန်တော်ပြောချင်တဲ့အရာတစ်ခုကအခုကာလကကျွန်တော်တို့ဘုရားသားတွေအနေနဲ့ပြောထုတ်ရမယ့်အချိန်မရှက်မကြောက်ဘဲနဲ့ဘုရားရဲ့ဧဝံဂေလိတရားမြေကြီးစွန်းတိုင်အောင်ပြောထုတ်ရမယ့်အချိန်ဖြစ်ပါတယ်ညီကောင်မောင်တို့ဒါကိုကျွန်တော်တို့ကခုနကပြောသလိုလောကစည်းစိမ်နေမှာပဲတာယာပဲစဉ်းစားကြည့်တင်ပိုင်ဆိုင်တဲ့ပစ္စည်းတွေအိမ်မတက်ဘုရားကပြောပြီးသားကျမ်းစာထဲမှာပါလဲဥပမာယေရှုကဥပမာပြောခဲ့တာပုံဥပမာပြောပြီးတော့တတိယယောက်ရှိတယ်လေငါကလေငါစပားတွေတူလောင်မှုရတယ်ငါဂိုးလောင်အကြီးကြီးစောင့်မယ်လေပြီးငါစားစရာတွေနော်ဘယ်နှစ်နှစ်စာတူလောင်ထားမယ်လေပြီးစပီးရည်နဲ့ရစ်မှုပြီးနေပဲအဲ့လိုတွေးတယ်လေတို့တော့ဖခင်ကအဲ့ဒီညမှာပဲဖခင်သူ့စကားပြောအချင်းလူမိုက်ငါဒီညမှာငါမင်းရဲ့အသက်ဝိညာဉ်ကိုဆွဲနှုတ်သွားမယ်ဆိုရင်မင်းရဲ့အသက်ဝိညာဉ်ကရုပ်သိမ်းလိုက်မယ်ဆိုရင်အဲ့ဒီအရာတွေမင်းဘာလုပ်လို့ရအောင်လဲဥပမာပြောတော့ဘာကြောင့်လဲဆိုဘာကိုပြောချင်တာလဲဆိုညီကောင်မောင်တို့တင်ပိုင်ဆိုင်တဲ့အရာကျွန်တော်တို့လူတွေကတစ်ခါတလေဖြစ်တတ်တယ်
မနေ့ပြန်ကြရင်ငါတို့ကဘာလုပ်မလဲမနေ့ပြန်ဘာလုပ်မလဲတပတ်ခါဘာလုပ်မလဲ plan တွေချတယ်ဘာလုပ်ရမလဲမနေ့ပြန်စီးပွားရှာမယ်မနေ့ပြန်ကြဒီရေးဟိုရေးအဲ့ဒီအရာတွေထက်ဖယားကိုပဲရှာပါညီကိုမောင်နှမတို့ဘယ်ဖယားလဲယေရှုခရစ်တော်ဖယားပဲရှာပါဖယားပြောနေတယ်တင်အဲ့ဒီအရာလုပ်မယ်ဟိုဟာတွေရှာမယ်ငွေရှာမယ်ဟိုဟာတွေလုပ်မယ်အဲ့လိုမှနေ plan ချထားတယ်စဉ်းစားထားတယ်ဒီညမင်းရဲ့ဝိညာဉ်ကိုငါဆွဲနှုတ်ပလိုက်ရင်မင်းဘာတတ်နိုင်မလဲလေဒါကြောင့်ဘာကြောင့်ကျွန်တော်တို့လောကမှာအသက်ရှင်နေရလဲဘာကြောင့်အခုချိန်ထိတိုင်အောင်ကျွန်တော်တို့ကောင်းကောင်းမွန်မွန်ကောင်းကောင်းစားကောင်းကောင်းအိတ်ကောင်းကောင်းဖယားကိုချီးမွမ်းကိုးကွယ်လဲရလဲဆိုဖယားရဲ့အကြံစီရှိတယ်ဒါကြောင့်တင်လူတစ်ယောက်ဖြစ်တယ်ယုံကြည်သူတစ်ယောက်ဖြစ်တယ်ဆိုတင်အခုလောကမှာနေဖယားဘုန်းတော်ထင်ရှားတဲ့သူဖြစ်ပါစေဟာလေလုယာဟာလေလုယာဖျားရှင်နာမဘုန်းကြီးပါစေတင်ဖယားဘုန်းထင်ရှားတဲ့ယုံကြည်သူဖြစ်ပါစေတင်အားဖြင့်လူမျိုးတွေကပြောင်းလဲမယ်တင်ကချင်လူမျိုးဆိုရင်တင်အားဖြင့်ကချင်လူမျိုးတွေအားလုံးနိုးထလာမယ်ဟာလေလုယာတင်ကရင်လူမျိုးဆိုရင်တင်အားဖြင့်ကရင်လူမျိုးတွေနိုးထပြောင်းလဲရမယ်တင်ရှမ်းလူမျိုးတရုတ်လူမျိုးဗမာလူမျိုးရခိုင်အားရှိသမျှတိုင်းသားလောကကမ္ဘာလူသားအားလုံးအခုကြည့်နေတဲ့သူဘာလူမျိုးပဲဖြစ်ဖြစ်တင်အားဖြင့်တင်လူမျိုးတင်မိသားစုအားလုံးယေရှုခရစ်တော်ဖျားကိုရရှိဖို့ရန်အတွက်ဘုရားလိုတော်ရှိတယ်အာမင်ကျွန်တော်ကတော့ညီကောင်မောင်တို့ကျွန်တော်ကတော့ဟောမှာပဲအချိန်ရှိသည်ဖြစ်စေမရှိသည်ဖြစ်စေဟောမှာပဲဘာကြောင့်လဲကျွန်တော်ယေရှုခရစ်တော်ဘုရားနဲ့ကျွန်တော်နှစ်ဖူးတွေဒူးတွေ့ခဲ့တယ်ကျွန်တော်ဘာမှသုံးစားလို့မရတဲ့ကောင်တဒေါင်းစားထက်တောင်စိုးခဲ့တဲ့ဘဝဘယ်သူမှလက်မခံနိုင်တဲ့ကျွန်တော်လိုကောင်ကြီးကိုလူတွေမချစ်တဲ့ကျွန်တော်ကောင်ကြီးကိုဘေးမဲ့ထားတဲ့ကောင်ကြီးကိုအဲ့ဒီယေရှုခရစ်တော်ဘုရားချစ်တာဆိုတာကျွန်တော်အယံအံ့ဩပြီးတော့မှကျွန်တော်ပြောင်းလဲခဲ့တယ်ငါတလောက်စိုးတာကွာလို့ငါ့ကိုချစ်တဲ့ဘုရားရှိတာပဲနော်အဲ့ဒီဘုရားဒါကြောင့်ကျွန်တော်တက်တည်ရထားတယ်ဒါကြောင့်ကျွန်တော်နေ့တိုင်းလိုကျွန်တော်ပြောရမှာပဲနော်မကြည့်ချင်လည်းမတတ်နိုင်ဘူးကြားရင်ပြောင်းလဲပါစေနော်ဟိုမကြားချင်လည်းပြောရမှာလဲဘာကြောင့်လဲဆိုအခုဖြစ်ပြနေတဲ့ကာလအရာဆို virus ကိုရိုနာ virus လည်းအချိန်အမျိုးမျိုးခုနော်လိုင်းလုံးနေလားဘာလိုင်းလုံးနေလဲမသိဘူးဒါပေမဲ့အဲ့ဒီကိုရိုနာ virus ထက်ကြီးမြတ်တာတို့ဖျားရှိတယ်သူကသူဘာယောဂလိုင်းလုံးလာလားငါတို့ကဒီဘက်ကဝိညာဉ်လိုင်းလုံးနဲ့ပြန်ပြီးတော့ဖိပလိုက်မယ်ဟာလေလုယာအာမင်အာမင်ဖျားရှင်နာမဘုန်းကြီးပါစေဒါကြောင့်ညီကိုမောင်တို့အချိန်ရှိသည်ဖြစ်စေမရှိသည်ဖြစ်စေတင်လောက်ရမယ့်အရာကိုလောက်ပါလူတွေဘာပဲပြောပြောဂယုစိုက်မနေနဲ့လူတွေတင့်ကိုဘာ negative စကားပြောပြောတင်ဂယုစိုက်စရာအကြောင်းမရှိဘူးလူတွေပြောတဲ့အတိုင်းတင်ဖြစ်မှာမဟုတ်ဘူးတင်ကဖျားပြောတဲ့အတိုင်းတင်ဖြစ်မှာဖျားကဘာပြောလဲငါသားငါသမီးမင်းကငါအားဖြင့်ဘုန်းတော်ထင်ရှားမဲ့သူဒါဖြစ်တယ်သမီးဖြစ်တယ်ဟာလေလုယာမင်းကမင်္ဂလာရှိတော်သူဖြစ်တယ်မင်းကကြွယ်ဝတော်သူဖြစ်တယ်အောင်မြင်တော်သူဖြစ်တယ်လို့ဖျားပြောတယ်ဒါကြောင့်ဘယ်လူပဲပြောပြောဘာပဲပြောပြောဂယုစိုက်စရာအကြောင်းမရှိဘူးအာမင်အာမင်အာမင်ကျွန်တော်ကလိုက်အမြဲတမ်းလွတ်မှာပါစိတ်ချပါဖခင်နဲ့အချိန်ယူတဲ့နေ့တွေကြာရင်လည်းကျွန်တော်ဖုန်းသုံးချင်မှသုံးမဲ့နေ့တွေရှိပါတယ်ဖုန်းမသုံးရမယ့်နေ့တွေလည်းဖခင်ဖော်ပြတဲ့အခါကျွန်တော်မသုံးပါဘူးဒါကြောင့်ယခုကာလကိုကျွန်တော်တို့အမြဲတမ်းကျွန်တော်ဘာကြောင့် remind တတိအမြဲတမ်းပေးနေလဲဘာကြောင့်နှိုးဆော်လဲဆိုတော့သင်တို့ရဲ့အသက်တာကိုမဆုံးရှုံးစေချင်လို့ဆုံးရှုံးတဲ့နေရာမဆုံးရှုံးတဲ့နာမဆုံးရှုံးဖို့ရန်အတွက်စာတန်ကအချိန်ချင်းလှည့်စားနေတယ်ညီကောင်မောင်နှမတို့စာတန်ကကျွန်တော်တို့ရင်ယုံကြည်သူတွေဝမ်းမြောက်နေမှာပျော်နေမှာနော်ဖခင်ကိုနေ့တိုင်းချီးမွမ်းကိုးကွယ်နေမှာဖခင်စာတန်ကလုံးဝကြည်မရတဲ့သူဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့နေ့တိုင်းမှာဝမ်းမြောက်ခြင်းနဲ့ဖခင်ကိုအားရပါရချီးမွမ်းကိုးကွယ်ခြင်းနဲ့ကျွန်တော်တို့စာတန်ကိုအနိုင်ယူရအောင်ဟာလေလုယာဟာလေလုယာဆရာတီဗီဂျောရှွာကတော့သူ့ရဲ့အချိန်စေးသွားပြီသူကတော့ကောင်းကင်နိုင်ငံပြန်နေပြီမိသားစုတွေဆရာတီဗီဂျောရှွာရဲ့နောက်ခံကြံရည်တဲ့မိသားစုတွေအားလုံးဖခင်သခင်ထံမှာနှစ်သိမ့်ခြင်းထူခံစားပါစေဒီနေရာနဲ့ဆုတောင်းပေးပါတယ်ဝိညာဉ်နဲ့ပယ်တဲ့ကနေဆုတောင်းပေးပါတယ်နော်သူတို့နားလဲရှင်မနားလဲတော့ညာဝိညာဉ်ထဲမှာဖခင်တကယ်နှစ်သိမ့်ပေးပါစေဒါကြောင့်ကျွန်တော်တို့မျိုးဆက်တွေဟာလေလုယာဒီမှာကြည်အခုကြည်နေတဲ့အနာဂတ်မျိုးဆက်တွေ generation တွေတစ်စိမီတစ်ဆက်ပြီးတစ်ဆက်ဖခင်သုံးသွားတယ်အခုကျွန်တော်တို့အလဲပဲရှိတယ်ကျွန်တော်တို့အလဲရောက်လာပြီဒီအိမ်ငိုင်းနေအောင်မလားလူငယ်များထရအောင်ဝိညာဉ်ရေးရမှာနိုးထရအောင်ဒီအိမ်ငိုင်းနေအောင်မလားဂိမ်းထဲမှာတင်အိမ်ငိုင်းနေအောင်မလားမတရားသောမေထုံထဲမှာအိမ်ငိုင်းနေအောင်မလားမကောင်းတဲ့ဇက်ကားထဲမှာတင်အိမ်ငိုင်းနေအောင်မလားဟမ်ကိလေသာဆိုတဲ့မကောင်းတဲ့အရာတွေထဲမှာတင်အိမ်ငိုင်းနေအောင်မလားလူများမကောင်းကြောင်းပြောတဲ့အထဲမှာဟေးအခုချက်ချင်းထားရအောင်ဖခင်ကတင့်အားဖြင့်ကြီးတော်မှုပြုခြင်းနဲ့အဲ့ဒီအရာတွေအဲ့ဒါနဲ့လွတ်မြောက်စေပြီးတော့မှတင့်အားဖြင့်လူမျိုးတွေကပြောင်းလဲစေခြင်းနဲ့ဟာလေလုယာဟာလေလုယာဒါကြောင့်အခုချိန်မှာထားရအောင်ကျွန်တော်တို့မျိုးဆက်ရောက်လာပြီအသက်ငယ်တာကြီးတာနဲ့မဆိုင်တော့ဘူးကျွန်တော်တို့ပြောရင်လူပေါင်းတကဘာလုံးပြောင်းလဲဖို့ရန်အတွက်အခုဖခင်လို့ရှိတယ်စာရန်အကြီးကျယ်လုပ်တယ်လို့ငါတို့ဖခင်လည်းအကြီးကျယ်လုပ်နေပြီဘာမှသုံးစားလို့မရတဲ့ဒိုးတွေကိုဖခင်ရွေးကောက်ပြီးအသုံးပြုနေပြီတေးကြတာတစ်ခုကတော့ဖခင်ဒိုးအားဖြင့်မြန်မာနိုင်ငံကြီးနိုးထမှုကြီးဖြစ်တယ်လို့မြန်မာနိုင်ငံအားဖြင့်တကဘာလုံးနိုးထမှုကြီးဖြစ်တော့မယ်ဖခင်ရှင်နာမဘုန်းကြီးပါစေ
Piashinama Bonjiba, hallelujah, in the name of Jesus. Ramama, Shakara, Mama, Ria, Mama, the name of Jesus. Piashin big on me. Piashin big on me. I will teach you needed to the Yauchi day. Sarah, Lu, Piasiji, and Nayoga Masa, Saint Jashini, Kanzania, Diniana, maybe a top maybe you shoot a man, maybe. Lu, Piasini, the Sarah, the winds of my mind go a load of you shoot a man, chip, Wayne or Mina shooter, Diniani. Dancing is still there. In the name of Jesus, you could be Dotiba. Wait up here, you could be Dotiba. Say the judge, one day, Jiguachini, so in Jauchini, Payata de Mipiadane. Loka Yarema, Demani, Swelani, the sick daddy, you shoot on a patient. Tarapia, the body, with Janea, the Payamatuna Londarema Mashibas. Payada, let the keep it. Yes, you cut up Yada, the Paying Pity, the King Pity. You could be dancing the wind of your Dotiba. The name of Jesus. Hallelujah. Hey, Payala. Payama, General Long Jong Obino, Payago in the paper. General Bioma when you go on. Piosia Shia Biome, Losia Shia Lome. Piosia Shi Pio, Losia Loni than it. Amiaji started a tona Chinesa Caniale. Hey, General Biome, at Tematuno, Jashon Pialum shoe. General Biome. 2 music net. Say TV Joshua Bibi. No, Otologa, the Manangama, say David La Pido, General Alea, General Abia, Memanang and the Mataka Balon. You cut off young Mimi at that can get in by Shimi. Yongi la Kamet Yalabi. Ada. They know Lepa Luyare. They know Lepa Mapede. Payago Sangaba. Payaba Masi Ajiba. Nigo Maro. Logaya. To give your rubber. To give your rubber. To know Shamabio. Upasani. Don't you go me. To the Bume. Tipasania to know to get again. The issue in Pilare. Nayega Nitala. Or me to it. Not in the town. Da me at that way don't know where like be. Shimla, Yamla, Mayabu. As will not all my angua. As will not at the pain, no? At the pain, and a mere way go, and the Yagani gave me. Yaini, Aku, Logama, she a person she did do. Along a Yaga Lumia. Payaga Beloma Mianam. Payaga person, Loga and bed doma alomalobu. Thing at that way. Thing, Wiji, thing, Jamachi, thing, a Yakatango. Yin that chin, 1 million champion, and low sound being there. You should cut or pick the body, and I will mammy on it. Payago long on mammy ban and you go on Mado. Ame, General Lungeri. A good genie tema, Sashamari, a poor party. A pay me, you a go Mari, Uli, a Dory, Bagon Bawali. Adiuele, General Koma Pechini, say them a Javane. General go where the Payata and Payati, hallelujah. Who yet out me, go, Nigo Monomario, County Beba. County Biba, a cook, dancing no wind of Piaga, now Gala, Lumio the Caro Bodo, sent to be a lonely the Galapide, Galapide, the General Payapama, St. Archie, Tadami, Pisibu, General Me Body, a County Bibu, Emadama, County Biba, at the Gina and Masano, Yaudaniama, no Tamutu, the Johnny Gomano, General Yaudaniama, no Tamuti, Bajon, General Nia Bea Payabe, Payabe, the Atakupi, a Payabe. Bia signing out there, Bia Tawuaramu, even Glee to Horn and Yaudore, Nagale Yaudore, Badaludale, even Glee to Horn, Nagale Male, no Tamuki, Bia signing Male, no Tamuki, not the Male, Benzadorema, long as I whiny them. As you know, Benzadore twine, Bia down with it, a year down with it, a Google Hodo. Tuare Kama, Yeshu Crypto Piaga, Nago di Boagan getting a Mino Guletin and a pit eating a geno, Tuabidoma, even Glee looked at that pillar, Dine. Allo Lunio, Payapama, Jay Womo, Pep Tata, Hopio Yere. Luri, Paya Bate she did to be Piatine Luro she. Enough song of Galama. Hallelujah. Genogaro, Daimoma. I did sang at Bate Shimo, Genoya sang at it. Kaba Johnny the Siari, Siamari, the fire, and the Kepiachi mother don't do a bait. Geno Limo on it, the Ketasino win on it, 2,000 dollars, Lina Kairi. I did down on Chinu. Hallelujah, hallelujah. The ordinate Ginny Dumia, Bama say the jazz at John Shibu. Loga go to show me ya John M. Shoe. They are Loga go on me do pide. Hallelujah. They are Jama do pide no. Amen. Say the Germany, 1 minute, Chimodo. Janza, Gopat, a good judge Janza old land, Gopat, Namele Pat, Josabi Pat. The check the chap Piatim, Sagabium, the check Piating and then Quimbiala. Namele Josabi Suda, Piabio duo, Josabi Shaba. Shine a good command of your. Hallelujah. Hallelujah. Now, the John Dinate, no Koma preaching. Sativi Joshua, Koromuchin Kanayabi. They live Logama attaching their Kama. Bear chain, Pia, Comle, Matibuno,
ဒါကြောင့်ကျွန်တော်ချင်းချောင်းနေတာမဟုတ်ဘူးကျွန်တော်6နေတာမဟုတ်ဘူးညီကောင်မောင်တို့ရစေချင်လို့ရှိတဲ့အချိန်လေးကိုတန်မိုးထားလျက်လှုပ်တင်တာကိုလှုပ်ပါလှုပ်ချင်တာကိုမလှုပ်ပါနဲ့အဲ့ဒါဖះပြောခိုင်းတဲ့စကားတော့ပြန်နှားထောင်ပါကျွန်တော်ဆရာကြီးလှုပ်နေတာမဟုတ်ဘူးကျွန်တော်ရစေချင်လို့လှုပ်တင်တာကိုလှုပ်ဖះကိုဘာလှုပ်ခိုင်းလဲလှုပ်ချင်တဲ့စန္ဒကိုမလှုပ်နဲ့လူတွေခိုင်းတာဘယ်တော့မှမလှုပ်နဲ့အဲ့ဒီနိုင်ငံရေးနဲ့ပတ်သက်ပြီးတော့ရှိသေးတယ်ဖះလှုပ်ခိုင်းတဲ့ဖះဖြစ်စေတဲ့အမှုကိုတွားပြီးတော့ဝင်မရှုံးကြနဲ့မတည်တဲ့နာတွေတည်တယ်မဖြစ်တဲ့နာတွေဖြစ်ကုန်ပြီယုံကြည်သူတွေကြားပါလေဒီထဲမှာကြည်နေလူနိုင်ငံရေးလှုပ်တဲ့လူတွေပါကောင်းပါမယ်ဖះကိုအရင်မေးစန္ဒပြရမလားမပြရဘူးလားကိုလှုပ်ရမှာမလှုပ်ရဘူးဖះကိုအရင်မေးကျွန်တော်တို့ဘာပဲလုပ်လို့မိဘတွေထက်ပတ်ဝန်းကျင်အတိုင်းဝိုင်းတွေထက်ကိုဝတဲ့ဖះကအရာခတ်သိမ်းကိုတည်တယ်လေသူတည်တဲ့ဖះဖြစ်တယ်သူကိုအရင်မေးပါလို့ကျွန်တော်ခွန်အားပေးချင်ပါတယ်ဟာလေလုယာတင်လှုပ်ချင်တာလှုပ်ပြီးတော့မှဖြစ်ချင်တာဖြစ်လာရင်ဖះလည်းတာဝန်မယူဘူးလှုပ်တဲ့နာကိုလှုပ်ဖះလှုပ်ခိုင်းတဲ့ຢာကိုလှုပ်ရင်ဖြစ်လာရင်တော့မှဖះတာဝန်ယူပေးတယ်ဒါကိုအမြဲတမ်းမှတ်ထားပါညီကောင်ပါဟာလေလုယာဖះရှင်တော်မှာပုံကြည့်ပါစေအဲကြောင့်ဒီနေ့ကြည့်ရှုနေတဲ့သူရောက်စီတိုင်းအချိန်တော်တော်နီးနေပြီဘာအချိန်နီးတာလဲယေရှုဖះဒုတိယအချိန်ပြန်လာခေါ်ဖို့နီးနေပြီသူ့ကိုယုံကြည်လက်ခံတဲ့သူ့ကိုတကယ်ချစ်တဲ့တို့သမီးတွေကိုပဲသူလာခေါ်မှာနော်ဟိုရောင်ဒီရောင်ဟိုဘက်ပါလိုက်ဒီဘက်ပါလိုက်ဖွဲ့ဖះထားခဲ့မှာပဲအားလုံးသူ့ပေါ်တကယ်တစ္ဆာရှိတဲ့တို့သမီးအချိန်ကြီးကောင်းမကောင်းကိုးကွယ်တဲ့ချီးမွမ်းတဲ့သူ့ရဲ့သားသမီးတို့သမီးတွေကိုပဲယေရှုခရစ်တော်ဖះလာခေါ်မှာအချိန်ကြီးကောင်းတဲ့အချိန်ကျတော့ဟာလေလုယာဖះရှင်ကောင်းမြတ်တယ်လူတွေရှိမှာနည်းနည်းလေးဒုက္ခပြဿနာလဲကျွန်တော်ဟာလေလုယာမရှိတော့ဖះเจ้าပြောတော့မှလာမပြောနဲ့ဘိုင်းလာပြောနေမင်းထက်ငါတီးတယ်နော်မင်းထက်ငါတီးတယ်အဲ့ဒီအသက်တာမဖြစ်ဘူးဖះကောင်းကြည့်ပေးပါစေအာမင်ကျွန်တော်ခဏဆုတောင်းရအောင်နော်သူပြင်အခုမြန်မာနိုင်ငံမှာလဲကိုရိုနာဗိုင်းရပ်စ်ကတစ်မျိုးဒီနိုင်ငံရေးကတစ်မျိုးပေါ့နော်အချိန်ချင်းအမျိုးမျိုးတွေကြားနေမြင်နေရတယ်တိုးတော်လည်းပဲဒီဥစ္စာကဖះကအကောင်းဆုံးပြင်ဆင်ထားပြီးတော့မယ်ဆိုတာကိုကျွန်တော်မျှော်လင့်တတ်ဖို့အရေးကြီးတယ်အတူတူကရှိတဲ့နေရာမှာကျွန်တော်တို့ကျေးဇူးတော်ချီးမွမ်းရအောင်နော်ကျွန်တော်တို့ဆုတောင်းပေးခြင်းကတကယ်ပဲချက်ချင်းဖြစ်ခြင်းမှဖြစ်မယ်ဒါပေမဲ့တနည်းတော့အခါမှာဘုရားကအကောင်းဆုံးကိုပြန်လဲဖြစ်စီမှာဖြစ်ပါတယ်เนาะကျွန်တော်တို့ကဆုတောင်းရအောင်အခုမင်းတက်မြို့မြင်းကရားပြည်နယ်เนาะဒီမြန်မာနိုင်ငံအတွက်ထူးဆုတောင်းပေးရအောင်စိတ်လုံးမှာကြောနေတဲ့သူတွေအတွက်เนาะနိုင်ငံကောင်းဆောင်တွေပြန်လဲပြောင်းလဲဖို့ရန်အတွက်စစ်မှန်တဲ့ဘုရားနိုင်ငံကြီးကယေရှုခရစ်တော်ပြောက်ရရှိတဲ့နိုင်ငံကျွယ်ဝတဲ့နိုင်ငံဖြစ်ဖို့ရန်အတွက်ကောင်းကြီးရတဲ့နိုင်ငံဖြစ်ဖို့ရန်အတွက်ကျွန်တော်ဆုတောင်းကောင်းချီးပေးရအောင်เนาะဆုတောင်းရအောင်เนาะကျွန်တော်ဟာလေလုယာဟာလေလုယာဟာလေလုယာရာမမရှခရာမရိယာရာမကောင်းမြတ်လုံးနဲ့ဖာကိုတော့ယေရှုတင်နေဒီနေ့နှုတ်ကပတ်တော်ယေရှုတင်နေအချိန်ရှိသည်ဖြစ်စေမရှိသည်ဖြစ်စေကိုတော့ကောင်းမြတ်ကြောင့်ဟောပြောခွင့်ရတဲ့အတွက်ယေရှုတင်နေယေရှုခရစ်တော်ဘုရားကယ်တင်ရှင်ဖြစ်တယ်ဂျုံတွေကဒုက္ခပြဿနာကယ်တင်နိုင်တယ်လို့နောက်တမလုံးကရဲကနေလည်းကယ်တင်နိုင်တယ်ဆိုတာယေရှုနေတဲ့သူတယောက်ချင်းများကိုတော့တိုးထီတွေစကားပြောပါပြောင်းလဲစေပါမိကြောင့်ယေရှုနာမနဲ့ဆုတောင်းပေးတယ်သူပြင်ဆရာတီဗီဂျောရှွာကိုတော့ခေါ်တော်မူခြင်းကသူကြံရတဲ့မိသားစုကိုတော့နှစ်သိမ့်ပေးပါကောင်းချီးပေးပါငြိမ်သက်ခြင်းပျော်ရွှင်ဝမ်းမြောက်ခြင်းကိုပြန်လဲပေးပါယေရှုခရစ်တော်နာမကောင်းချီးပေးတယ်သူတည်ဆုံးသောကြည်ခြင်းအပြင်လူတွေနောင်တရစေပါစစ်မှန်တဲ့ဖခင်အသက်ရှင်တဲ့ယေရှုဖခင်ကိုယုံကြည်လက်ခံတဲ့ဝိညာဉ်နဲ့ရဲကလွတ်မြောက်စေပါဆက်လက်ကိုတော့တို့မြန်မာနိုင်ငံအတွက်ဆုတောင်းပေးတယ်မြန်မာနိုင်ငံအသက်သခင်ကယ်တင်ရှင်ဖြစ်ယေရှုဖခင်ကိုယုံကြည်လက်ခံတဲ့နိုင်ငံကျွယ်ဝတဲ့နိုင်ငံကောင်းစားတဲ့နိုင်ငံဖြစ်ပြီးကြောင်းမြန်မာနိုင်ငံကိုယေရှုခရစ်တော်နာမနဲ့ကောင်းချီးပေးတယ်ဆက်လက်ကိုတော့မင်းတက်မျိုးယေရှုနာမနဲ့ကောင်းချီးပေးတယ်အခုချိန်မှာပရိပကဖြစ်နေတဲ့စာတန်ရဲ့လူယူဖြက်စီးခြင်းတွေအရာမှန်တယ်ယေရှုနာမနဲ့ဖယ်ရှားရချိုးဖြက်စီးအမှုတ်ချပေးတယ်ဆက်လက်ဒီတရားပြည်နယ်ဘက်မှာလည်းဖြစ်နေတယ်ကိုတော့လက်တော်အနန္တကိုတော့အကောင်းဆုံးပြင်ဆင်ထားပေးတဲ့ဒီတရားပြည်နယ်ကိုယေရှုအသွေးတော်နဲ့ချုံယေရှုနာမကောင်းချီးပေးတယ်စာတန်ရဲ့ကယ်တင်ခြင်းမရဘဲနဲ့တည်ဆုံးနေတဲ့ဝိညာဉ်ကိုယေရှုနာမနဲ့မတည်တော့ပြီးကြောင့်ဝန်ခံပေးတဲ့ယေရှုနာမနဲ့စစ်မှန်တဲ့တမန်တရားကိုဒီအသက်ရှင်တဲ့ယေရှုဘုရားကိုယုံကြည်လက်ခံတဲ့သူတို့ဝိညာဉ်နဲ့ရဲကလွတ်မြောက်စေပါတရားပြည်နယ်ကိုယေရှုနာမနဲ့ကောင်းချီးပေးတယ်မြန်မာနိုင်ငံတည်ဆုံးမြောက်များစွာရှိတော်မြင်ကြားသမှာမြောက်များဆုံးပြောင်းလဲတော့မှာဖြစ်တဲ့အတွက်ယေရှုကိုချီးမွမ်းပါတယ်ဒီနိုင်ငံလုံးပြောင်းလဲပြီးဒီကမ္ဘာလုံးယေရှုကိုယုံကြည်လက်ခံပြီးရောင်းဝယ်ခံတယ်ယေရှုတင်တဲ့ဒီနေ့နှုတ်ကပတ်တော်အပြင်ဒါကိုအသုံးပြတဲ့ယေရှုတင်တဲ့ဒါဘာမှမဟုတ်တော့ညာလည်းပဲကိုတော့အရာခတ်သိမ်းတတ်နိုင်တဲ့ဖခင်ဟုတ်နေတဲ့ဖခင်ဖြစ်တဲ့ကြောင့်ယေရှုကိုချီးမွမ်းတယ်အရောက်စီတိုင်းအသက်တာထဲမှာစကားပြောတဲ့အတွက်ယေရှုတင်တယ်တိဆောက်ကြဖြစ်တဲ့ယေရှုတင်တယ်ဒါရဲ့နှလုံးသားကိုတော့ကိုပေးတယ်နေ့ရက်တိုင်းမှာကိုတော့ဘုံတော်ထင်ရှားစေပါနိုးထမှုကြီးဖြစ်စေပါဒါစကလုံးတစ်လုံးတိုင်းမှာစာတန်နိုင်ငံတွေကြာရှုံးလဲကိုတော့နိုင်ငံတော်တည်ထောင်စေပါမြစ်ကြောင်းသခင်ယေရှုနာမကိုမြည်ပြီးကျေးဇူးပါကိုချီးမွမ်းလဲဆုတောင်းဆက်ကကျေးဇူးကိုချီးမွမ်းကြပါဖခင်သခင်အာမင်အာမင်ဟာလေလုယာကျေးဇူးတင်တဲ့ကြည့်ရှုနေတဲ့သူတယောက်ချင်းစီတိုင်းပေါ့ဖခင်ထူကောင်းချီးပေးပါစေအကယ်၍များယေရှုဖခင်ကိုမယုံကြည်သေးတဲ့သူများကျွန်တော်အရှိကတိုင်မေးခြင်းနဲ့အနောက်ကလိုက်ယူပေးပါနင်းအောင်ဖြစ်ကုန်ပြီ sorry နော်တင်း
ကိန်းများတည်ခြင်းတရားနဲ့ရင်ဆိုင်ရတင်ဝိရင်ငရဲကလွတ်မြောက်ဖို့ဖြစ်ပါတယ်နော်ကျွန်တော်ရှေ့ကတိုင်ပေးမယ်အနောက်ကလိုက်ယူပေးပါယေရှုဖခင်ကျွန်တော်ကျမသည်အပြစ်သားဖြစ်ပါ၏ကျွန်တော်ကျမရဲ့အပြစ်တွေကိုစားယေရှုဖခင်သည်လက်ဝါးကားတိုင်းမှာအသေးခံအသွေးသွန်းတကြိုပေးခဲ့ပြီး3ရက်မြောက်တဲ့နေ့မှာတေချင်းမှန်ကိုအောင်မြင်ခဲ့တဲ့ဖခင်ဖြစ်တယ်ဆိုတာကျွန်တော်ကျမနှလုံးသားဖြစ်ယုံကြည်၍နှုတ်ဖြစ်ဝန်ခံလျက်ယေရှုဖခင်ကိုအယံကျေးဇူးတင်ပါတယ်ကျွန်တော်ကျမသည်ငရဲနဲ့မဆိုင်တော့ပါစာတန်နဲ့မဆိုင်တော့ပါဖြောက်မှတ်တော်သူဖြစ်ပြီးဖခင်သားဖြစ်ပြီးကောင်းကင်နိုင်ငံသားဖြစ်ပြီးယခုမှစ၍ယေရှုဖခင်ကျွန်တော်ကျမရဲ့နှလုံးသားထဲ၌အုပ်ဆိုးပါလမ်းပြပါကောင်းကြီးပေးပါအသုံးပြုပါဒုက္ခပြဿနာမှငြိမ်သက်ခြင်းကိုပေးပါယေရှုနာမ၌ဆုတောင်းဆက်ကပ်အနံပါ၏အာမင်အာမင်ဟာလေလုယာဟာလေလုယာဖျားရှင်ရဲ့ဂရုဏာတော်မေတ္တာတော်မကုန်မခန်းသောကြောင့်နေ့တိုင်းမှာနှုတ်ကပတ်တော်တွေစားသုံးနေရတယ်များများစားသုံးပါများများခွန်အားယူပါပြီးရင်များများပြန်ပြီးတော့မှစီးထွက်ပါကိုအားဖြင့်သူတစ်ပါးကောင်းကြီးပြန်နဲ့ခံစားရစေပါအာမင်အရောက်စီတိုင်းကိုစုံတန်နေခွန်အားပေးခြင်းနဲ့ကျမ်းစာဖတ်ဆုတောင်းမှုမပြင်းပါနဲ့လုံးဝမမိတ်ပါနဲ့ဖခင်ကိုနံပါတ်1နေရာပေးတဲ့သူခေါင်းပါတဲ့ကာလမှာဖခင်သခင်ကဝါလင်းစွာကြွေးမွေးရတယ်မကတင့်ကိုနံပါတ်1နေရာဘယ်နေရာတော့ဦးကောင်းဖြစ်စေမဲ့ဖခင်အမီးမဖြစ်စေမဲ့ခေါင်းဖြစ်စေမဲ့ဖခင်ဖြစ်တယ်အရောက်ချင်းစရာမှာဖခင်ကောင်းချီးပေးပါစေအာမင်ဟာလေလုယာဘိုင်ဘိုင်ပြန်တွေ့မယ်နော် love you all bye bye